မင်္ဂလာပါအခုကျမဒီနေ့ပြောပြမှာကကျမတို့ကုမ္ပဏီရဲ့သုံးတဲ့ဒီပေါ်ဝါတွေကိုဘယ်လိုသုံးရလဲဆိုတဲ့အကြောင်းကိုပေါ့နော်သင်တန်းအနေနဲ့ပြောပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ၃ခုကိုပြောပြပါမယ်ဒီ၃ခုကအယောင်၃ယောင်ရှိပါတယ်ဒါကိုကြလို့ရှိရင်အခန်းအတွက်ပြီးတော့အိတ်ခန်းတို့စပွဲတို့တုပ်တဲ့နေရာမှာအသုံးပြုပါတယ် general အထူးသဖြင့် general cleaning မှာအသုံးပြုပါတယ်အဲ့တော့ဒီနေ့လက်တွေ့အနေနဲ့ပြရမယ်ဆိုရင်တော့ဒီထဲကအယောင်တစ်ခုခုကိုယူပြီးတော့မှကျမတို့ဒီစပွဲတွေကိုတုပ်တဲ့နေရာမှာအသုံးပြုပါတယ်ပြီးတော့ဒီလို TV တွေကိုတုပ်တဲ့နေရာမှာလည်းအသုံးပြုတယ်ဒါပေမဲ့ TV ကိုတုပ်တဲ့အခါမှာတော့6နဲ့3ရပါမယ်ပြီးတော့ဒီနေရာတွေတုပ်တဲ့နေရာမှာလည်းဒါကိုအသုံးပြုရပါတယ်တကားတွေရောဒီလိုတကားတွေကအစသုံးရပါတယ်ပြီးတော့ခုလည်းဒီလိုစပွဲတွေမှာလည်းအသုံးပြုလို့ရပါတယ်ပြီးတော့ဒီလိုစပွဲတွေကိုလည်းတုပ်တဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်လို့ဒီလိုပတင်းပေါက်ပေါင်တွေတုပ်တဲ့နေရာမှာလည်းအသုံးပြုလို့ရပါတယ်ပြီးတော့နောက်တစ်ခုကဒီလိုပန်ကာတွေကိုတန်းရှင်းတဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်မီဒီတို့မီလုံးတို့တုပ်တဲ့နေရာမှာလည်းအသုံးပြုလို့ရပါတယ်အခုပြီးတော့နောက်တစ်ခုအနေနဲ့အင်တာကိုအသုံးပြုတဲ့နေရာမှာတော့အင်တာဆေးတဲ့နေရာမှာဒီအနေရောကိုအသုံးပြုပါတယ်ဒီဘောထိုင်အင်တာကိုအချောက်တုပ်တဲ့နေရာမှာအသုံးပြုတယ်ပြီးတော့နိုင်ရန်နဲ့ဒီဘေးစင်တွေတကားတွေကကြတော့ general cleaning မှာအသုံးပြုတဲ့ဟာကိုအသုံးပြုလို့ရပါတယ်ဒါကတော့မီးဖိုချောင်အတွက်ဖြစ်ပါတယ်ဒီအစိမ်းရောင်ကိုဒီမီးဖိုချောင်ဒီလိုမီးဖိုတွေအသုံးပြုတဲ့တုပ်တဲ့နေရာမှာအသုံးပြုပါတယ်ဒီလိုနေရာတွေကိုတုပ်တဲ့နေရာမှာအသုံးပြုပါတယ်ဒါမဲ့နောက်တစ်ခုအနေနဲ့ကတော့မီးဖိုချောင်မှာတစ်ခုလို့ရှိပါတယ် move out နဲ့ post renovate ရှိပါတယ် post renovate ကမီးဖိုချောင်တက်နေတဲ့အတွက်ကြောင့်မလို့ general ကိုအသုံးပြုလို့ရပါတယ်ဒါပေမဲ့ move out ကြတော့အရန်ကိုစီပြန်တယ်အရန်ကြီးပတ်တဲ့ခါကျတော့ဒီအစိမ်းရောင်ကိုသုံးပေးရပါမယ်